ကွန်ပျူတာကိုအခြေခံကြကြသိမှတ်နိုင်မှုတင်ပြလိုက်ပါတယ်ကွန်ပျူတာတွေကအသုံးပြုသူလူတွေရဲ့ဖေးလိုက်တဲ့အချက်အလက် data တွေကိုလူတွေရဲ့အမိန့်ပေးညွှန်ကြားချက်တွေ instructions တွေအတိုင်းကွန်ပျူတာတွေကိုမူလတွေကထည့်သွင်းထားတဲ့ electronic စနစ်များကလုဆောင်ပေးတဲ့ electronic ပစ္စည်းဖြစ်ပါတယ်ကွန်ပျူတာကိုအဓိကအားဖြင့်စက္ကရိယာပိုင်း electronic အစိတ်ပိုင်းများ hardware နဲ့အဲ့ဒီစက္ကရိယာတွေကိုထိန်းချုပ်အလုပ်လုပ်တဲ့ electronic စနစ်အခြေခံတဲ့အမိန့်ပေးချက်များညွှန်ကြားချက်များ programs များတနည်း software ဆိုပြီးနှစ်ပိုင်းပါဝင်ပါတယ်ကွန်ပျူတာမှာပါဝင်တဲ့အစိတ်ပိုင်းဒီကတော့ကွန်ပျူတာမှာအချက်လက်များ data အမိန့်ပေးခိုင်းစေချက်များ commands and instructions များထည့်သွင်းပေးဖို့ကိရိယာများ input device ဖြစ်တဲ့ keyboard mouse microphone camera touch screen များထည့်သွင်းလိုက်တဲ့အချက်အလက်တွေကိုထည့်သွင်းပေးလိုက်တဲ့အမိန့်ပေးချက်တွေညွှန်ကြားချက်တွေအတိုင်းလှုပ်ဆောင်ပေးတဲ့ဗဟိုလှုပ်ဆောင်မှုစနစ် Central Processing Unit ဖြစ်တဲ့ CPU GPU များဗဟိုလှုပ်ဆောင်မှုစနစ် Central Processing Unit ကတွက်ချက်လှုပ်ဆောင်ပေးလို့ရလာတဲ့အဖြေတွေအချက်အလက် information တွေကိုပြန်လည်ဖော်ပြပေးတဲ့အစိတ်အပိုင်းများ output unit တွေထည့်တဲ့ display monitor printer speaker plotter AR/VR headset များထည့်သွင်းပေးလိုက်တဲ့အချက်လက် data များအမိန့်ညွှန်ကြားချက်များရလာတဲ့အဖြေများရလက်များကိုယာယီသိမ်းဆည်းပေးတဲ့မှတ်ဉာဏ် memory RAM random access memory အချက်လက်များအဖြေများရလက်များကိုလိုအပ်တဲ့အချိန်ပြန်လည်ကြည့်ရှုနိုင်ဖို့သိမ်းဆည်း save ထားတဲ့ storage device ဖြစ်တဲ့ hard disk drive HDD solid state drive SSD cloud storage drive များစတာတွေဖြစ်ပါတယ် software ကို system software နဲ့ application software ဆိုပြီးနှစ်ပိုင်းသတ်မှတ်ပါတယ် System software မှာကွန်ပျူတာအစိတ်ပိုင်းတွေကိုထိန်းချုပ်အလုပ်လုပ်နိုင်တဲ့အမိန့်ပေးစေကိုင်းချက်တွေ commands or instructions တွေပါဝင်ပါတယ် System software မှာကွန်ပျူတာရဲ့အခြေခံလုပ်ဆောင်ချက်တွေကိုလုပ်ဆောင်ပေးရဲ့ operating system OS နဲ့ကွန်ပျူတာအစိတ်ပိုင်းများ input devices output devices storage devices စတာတွေကိုထိန်းချုပ်လုပ်ဆောင်ပေးတဲ့ drivers virus ကာကွယ်ရေး software တွေနဲ့တခြားအသုံးပြု software utilities software တွေပါဝင်ပါတယ် application software ဆိုတာကကွန်ပျူတာအသုံးပြုပြီးလုပ်ဆောင်ရတဲ့လုပ်ငန်းတွေမှာအသုံးပြုတဲ့ software တွေဖြစ်တဲ့ Word Excel စတဲ့ရုံးလုပ်ငန်းသုံး software တွေ internet အသုံးပြုရာမှာသုံးတဲ့ web browsers design ဆွဲတဲ့ software တွေ AI apps စတာတွေပါဝင်ပါတယ်ကွန်ပျူတာတွေကိုစွမ်းဆောင်ရည်အလိုက်အမျိုးအစား by performance size 5ခုခွဲခြားသတ်မှတ်ပါတယ် super computers အမြန်ဆုံးဖြစ်ပြီးပမာဏအကြီးဆုံးတွက်ချက်မှုတွေလို့ဆောင်နိုင်ပါတယ်သိပ္ပံဆိုင်ရာတွက်ချက်မှုတွေမိုးလေဝသခန့်မှန်းတွက်ချက်တာတွေ AI research တွေမှာအသုံးပြုပါတယ် mainframe computer အကြီးစားအဖွဲ့အစည်း band တွေအတွက် data processing လုပ်ရမှာအသုံးပြုပါတယ် mini computer ယခင်တုန်းကအသုံးများခဲ့ပြီးယခု server system တွေသို့ပြောင်းလဲအသုံးပြုပါတယ် microcomputer ဆိုတာကတော့ desktop laptop smartphone tablet တို့လိုကိုယ်ပိုင်အသုံးပြု electronic ပစ္စည်းတွေဖြစ်ပါတယ် workstation ဆိုတာကတော့ design animation data science engineering စတဲ့လုပ်ငန်းတွေအတွက်အထူးစွမ်းဆောင်ရည်ရှိ set များဖြစ်ပါတယ်ဒါဆိုရင်တော့ကွန်ပျူတာအကြောင်းအနည်းငယ်သဘောပေါက်ပြီးတော့ထင်ပါတယ်ကျေးဇူးတင်ပါတယ်